omeprazole လို့ခေါ်တဲ့အစာအိမ်ဈေးကတော်တော်များများတောက်ပူးကြတယ်ဒါပေမဲ့အဲ့စီနဲ့ပတ်သက်ပြီးတော့တခြားတည့်ရလူကတော့နည်းမယ်ထင်တယ်အော်ဒီနေ့မှာကျွန်တော်ကဒီ omeprazole နဲ့ပတ်သက်ပြီးတော့တိတိတိုက်တဲ့အချက်တွေကိုအကြမ်းမြင့်လေးပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ data တည်ရန်ထုတ်မှဖြစ်ပါတယ်ဈေးကအစာအိမ်ဈေးဖြစ်တယ်ဒါတော့မြန်မာအခေါ်ပေါ့နော်ဆေးပညာခေါ်တော့ proton pump inhibitor လို့ခေါ်တယ် PPI လို့လည်းအတူကပြောတယ်ပေါ့နော်အဲ့ဒီဈေးကအသုံးများတယ်ဆိုတော့ဈေးလဲတင့်တယ်ဝယ်လို့လဲလွယ်တယ်ကိုယ့်အသားကိုဝယ်တောက်တာရှိတယ်ဆရာဝန်တွေလည်းဒါအများပြညှိုးညတယ်ပေါ့နော်ဆေးပုံစံလို့ရှိရင်လည်းမျိုးစုံရှိတယ်အဲ့လိုလှုပ်ပြီးတော့နော်အတန်မြည်တဲ့ဆေးပုံစံရှိတယ်လို့သူက tablet ပုံစံလည်းရှိတယ် tablet ဆိုတော့ဆေးအခဲပေါ့နော်ပြီးတော့အရေးပုံစံလာတာမျိုးလည်းရှိတယ်အမောက်ကိုဖြော်ပြီးတော့တောက်ရတာမျိုးလည်းရှိတယ်ပြီးလို့ရှိရင်ဒါဆေးထိုးလို့ရတယ်နော်အဲ့တော့ injection ထိုးလို့ရတဲ့ပုံစံတွေလည်းရှိတယ်အဲ့တော့ပုံစံမျိုးစုံနဲ့လာတယ်ပြင်းအားအနေနဲ့ဆိုလို့ရှိရင်လည်းမျိုးစုံရှိတာပေါ့နော်အဲ့တော့အကြမ်းအပြည့်ပြောမှဆိုလို့ရှိရင်တော့20 mg ရှိတယ်နောက်40 mg ရှိတယ်နော်သူ့ရဲ့ပုံစံမှမူတည်ပြီးတော့ဒါမတူဘူးပေါ့နော်20အားရှိတယ်40အားရှိတယ်အဲ့တော့ဒီဆေးဒီကျွန်တော်တို့ကဘယ်လိုနေရာမှာသုံးလဲဆိုရင်အစာရင်ဈေးဆိုတဲ့အတိုင်းပဲအစာရောဂါတွေမှာသုံးတယ်အစာရင်ရောင်ရင်သုံးတယ်အစာရင်မှာအနာဖြင့်သုံးတယ်ပြီးလို့ရှိရင်ဒီအစာရင်မှာအဆစ်ထွက်တာများတဲ့အခြေအနေတွေမှာသုံးတာပေါ့နော်ပြီးလို့ရှိရင်သူကဘာတပါသုံးလဲဆိုလို့ရှိရင်ကက်ခဲပြောက်ဆေးတွေတောက်တယ်အဲ့တော့အစာရင်မထိခိုက်အောင်ဆိုပြီးတော့ဒီအစာရင်ဈေးတွေကိုတွဲပြီးတော့သုံးတာမျိုးရှိတယ်ပြီးလို့ရှိရင်ဒီစချစ်မြန်ယောဂါပေါ့နော်စချစ်မြန်ယောဂါဆိုတာအစာရင်တွေကအဆစ်တွေကအပေါ်ပြန်တက်ပြီးတော့လူဒုက္ခပေးတဲ့ယောဂါပေါ့အဲ့လိုယောဂါတွေပါလဲသုံးတယ်ဆိုတော့ဒီဆေးကသုံးရတဲ့ဆေးတွေမှာပါဝင်တယ်အဲ့တော့ဒီဆေးကိုကျွန်တော်တို့ကတောက်ပြီဆိုလို့ရှိရင်ဘာလို့သတိထားမလဲဆိုရင်နော်ဘာအချိန်မှာတောက်မလဲဆိုလို့ရှိရင်ထမင်းမစားခင်မှာတောက်မှာဖြစ်ပါတယ်နော်အဲ့တော့အစာမစားခင်မှာနိုင်ဝက်တနိုင်လောက်ကြိုပြီးတော့တောက်မှာဖြစ်ပါတယ်ဒါလေးကိုတခြားသိသိချင်းတယ်နောက်တစ်ခုကနော်ဒီဆေးကကျွန်တော်ကတောက်တဲ့အခါမှာဆိုလို့ရှိရင်အချိန်အကြာကြီးမတောက်တဲ့ကိုယ်သဘောနဲ့ကိုပြောတာနော်အဲ့တော့ဆရာအောင်ညွှန်းနေဆိုလို့ရှိရင်တော့တောက်ပေါ့နော်ကိုယ်သဘောနဲ့ကိုအကြာကြီးမတောက်သေးခြင်းဘူးကိုကဒီဆေးတောက်နေလို့မတက်တာဘူးဆိုလို့ရှိရင်ဆရာအောင်နဲ့တခြားပြပါဒီလိုမဟုတ်ဆရာအောင်ညွှန်းထားတာဆိုလို့ရှိရင်လည်းမတက်တာသေးဘူးဆိုလို့ဆရာအောင်နဲ့တခြားပြန်ပြပါကျွန်တော်တို့ကယောဂါကိုတခြားစစ်ဆေးဖို့လိုအပ်ပါတယ်ဒီခါလေးမှာသူကဒီအဆိုင်ဈေးတစ်ခုတည်းနဲ့မရဘူးအဆိုင်ပိုးရှိတယ်ဆိုရင်အဆိုင်ပိုးသက်ဆေးပါတွဲပြီးတော့တောက်မှာဖြစ်ပါတယ်အဆိုင်ပိုးဆိုတာကိုတော့ဆေးပညာခေါ်ဆိုရင် H pylori လို့ခေါ်တယ်အဲ့တော့အဆိုင်ပိုးသက်ဆေးနဲ့ခုနပြောတဲ့အဆိုင်ဈေး omeprazole နဲ့တွဲပြီးတော့တောက်မှာဖြစ်ပါတယ်နော်အဲ့တော့အကြာကြီးတောက်မယ်ချွေရှိတယ်အဲ့လိုနှစ်နဲ့ချီပြီးတောက်တဲ့အခါမှာဆိုရင်ဘာဖြစ်တယ်လဲဆိုတော့သူကနှစ်နဲ့ချီပြီးတောက်တဲ့အခါမျိုးမှာဆိုရင်ဒီအစာရင် acid ကိုထွက်တာနည်းသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီအစာရင်ထဲမှာเนาะသူက acid ကအစာရင် acid က bacteria ပိုးတွေတက်ပေးတယ်အဲ့တော့အစာရင်ကနေပြီးတော့ဒီ acid ကကောင်းကောင်းမထွက်တော့တဲ့အခါမှာဆိုရင်ကိုကစားလိုက်တဲ့အစားအစာတွေမှာ bacteria ပိုးတွေဝမ်းပြတ်စေတဲ့ပိုးတွေပတ်လာမယ်ဆိုရင်သူကကြာခဏဝမ်းရှော့ရမျိုးဖြစ်တတ်တယ်ပြီးလို့ရှိရင်ဗီတာမင် B12 ဆုပ်ယူတာကိုလည်းသူကနှောက်ယှက်တယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်မှာဗီတာမင် B12 အားနည်းပြီးတော့သွေးအားနည်းတာမျိုးတွေထုံကျင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးလို့ရှိရင်အယိုးကိုလည်းသူကထိခိုက်စေတယ်ပေါ့နော်အယိုးပွားတာမျိုးတွေဖြစ်တတ်တယ်ဒါရေရှည်နှစ်ချီပြီးတောက်တဲ့လူတွေမှာနော်ဒါနှစ်အစဉ်ဆက်တောက်တဲ့လူတွေမှာဖြစ်နိုင်ခြေများဖြစ်ပါတယ်အားကြောင့်မလို့ကိုယ်သဘောနဲ့ကိုယ်အစာရင်ဖြစ်တဲ့ဆိုပြီးတော့ဒါနေတိုင်းမတောင်းနဲ့မတက်တာလို့ဆိုရင်ဆရာအောင်နဲ့ပြဖို့ပြောချင်ပါတယ်နော်အဲ့တော့ဒါအရေးကြီးတဲ့ချက်ဖြစ်ပါတယ်အဲ့တော့ဆေးရဲ့ပြင်းအားကဘယ်လိုရွေးရလဲဆိုတော့ဒါတယောက်နဲ့တယောက်မတူဘူးဒါတော့ဆရာအောင်နေဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းဖြောလို့မရဘူးပေါ့နော်အဲ့တော့20ပြင်းအားရှိတယ်လို့40ပြင်းအားလည်းရှိတယ်အဲ့တော့ဆေးကိုတောက်မှလားဆေးကိုထိုးမှလားကိုယ့်ရဲ့ယောဂအခြေအနေမှာမူတည်ပြီးတော့တယောက်နဲ့တယောက်မတူညီနိုင်ဘူးပြီးတော့အချိန်ကြီးပေါ့နော်အဲ့တော့တစ်ချိန်တောက်မှလားနှစ်ချိန်တောက်မှလားဒါဒီလဲဆရာအောင်နေဆုံးဖြတ်မှာဖြစ်ပါတယ်နော်ယောဂအရင်မဆိုးဘူးဆိုလို့ရှိရင်တော့တစ်ချိန်လောက်တောက်ရင်လည်းရတယ်နော်20အားတစ်ချိန်လောက်တောက်ရင်ရတယ်ယောဂဆိုးတယ်ဆိုရင်တော့လေ40ပြင်းအားမျိုးတောင်းရတာမျိုးရှိနေတယ်နှစ်ချိန်တောင်းရတာမျိုးလည်းရှိနိုင်တယ်အဲ့တော့ယောဂဆိုးရင်ဆိုးတယ်လို့ကျွန်တော်တို့ကနော်ဒီဆေးထိုးရတာမျိုးလည်းရှိပါတယ်ဒါတော့ကျွန်တော်ပြောလို့မရဘူးအဲ့တော့နောက်တစ်ယောက်လည်းမတူညီနိုင်ပါဘူးနော်ဟုတ်ပြီအဲ့တော့နောက်တစ်ချက်ကကြတော့ဒီဆေးကိုကျွန်တော်ကတောက်ပြီဆိုလို့ရှိရင်ရွှေရထင်တယ်ဟာငါတော့ဆေးတော့တောက်နေပြီစားတော့စားလိုက်မယ်ဆိုပြီးအဲ့လိုမရပါဘူးเนาะအဲ့တော့အစာရင်ဆေးလဲတောက်တယ်လို့တော့အနေထိုင်လဲဆင်ကြရတယ်เนาะအစာရောဂါဆိုတာကအစာရင်ဆေးတစ်ခုလည်းတောက်နေမပေးဘူး तू ကเนาะအစားတောက်နေထိုင်ရေးကြီးတယ်အဲ့တော့အစားတောက်မှဆိုရင်အပူဆက်တွေရှောင်ရတယ်เนาะအပူဆက်တွေစားလို့မရဘူးငရုတ်သီးတွေငရုတ်ကောင်းတွေเนาะအချင်းဖောက်ထားတဲ့အစားအစာတွေ ready made တွေစီအများကြီးနဲ့ကြော်ထားတဲ့အစားအစာတွေအကြော်တွေအဲ့ဒါတွေရှောင်မှဖြစ်ပါတယ်ပြီးလို့ရှိရင်ချင်ဘတ်လိုဟာမျိုးတွေဒါတွေရှောင်ရမယ်ပြီးလို့ရှိရင် coffee လက်ဖက်ရည်ဒါတွေလည်းရှောင်ရမယ်เนาะအဲ့တော့ coffee လက်ဖက်ရည်အောင့်နေတဲ့အချိန်မှာလုံးဝတောက်လို့မရပါဘူးပြန်ကောင်းသွားတဲ့အချိန်မှာတော့လည်းတစ်ခွက်လောက်တောက်မယ်တောက်ပါเนาะအဲ့ဒါကြီးရှောင်မှဖြစ်တယ်နောက်တစ်ခုကကြတော့အရက်နဲ့ဆလိပ်ပေါ့နော်အဲ့တော့အရက်နဲ့ဆလိပ်ကလည်းအစာရင်ကိုထိခိုက်စေတယ်အဲ့တော့ဖြစ်နေတဲ့အချိန်မှာလုံးဝရှောင်မှဖြစ်ပါတယ်နော်အဲ့ဒါတွေကအစာရင်မှာဒဏ်ဖြစ်စေတယ်အစာရင်ကိုထိခိုက်စေတာဖြစ်ပါတယ်လူတွေမေ့နေတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီအစာအိမ်ကစိတ်ဖိစီးမှုများတဲ့အခါမှာလည်းပဲအစာအိမ်ရောင်တာမျိုးဖြစ်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ဖိစီးမှုများပြီဆိုရင်သူကအစာအိမ်မှာအစာရင်အဆစ်ထွက်တာပိုပြီးတော့များတယ်အဲ့တော့အစာရင်အဆစ်ကသွားပြီးတော့ဒီအစာရင်တွေကိုသွားပြီးတော့ထိတာပေါ့နော်အဲ့တော့သွားလှုပ်ဆော်ပြီးတော့အစာရင်ရောင်တာမတက်တာမျိုးဖြစ်တတ်တယ်အားကြောင့်မလို့ကိုကအစာရင်ရောင်နေပြီဆိုလို့ရှိရင်ဆေးလက်ကူပါအနေထိုင်အစားတောက်
သတိစားမှာဂရုစိုက်ရမှာအပြင်ပေါ်မှာเนาะဒီကိုကစိတ်ဖိစီးမှုများနေတဲ့လူဆိုရင်စိတ်ဖိစီးမှုကိုတတ်နိုင်များကင်းဝေးအောင်နေရမှာဖြစ်ပါတယ်အဲ့တော့အစာအိမ်ဈေးတွေကိုပုံမှန်လဲတောက်တယ်အစာအိမ်ပိုးသက်ဈေးလဲတောက်နေတယ်ပေါ့နော်အဲ့ဒါအောင်မှကိုကယောဂမတက်တာကိုဖြစ်နေခဲ့မယ်ဆိုရင်နံပါတ်1စဉ်းစားမှာကဈေးတောက်တာကိုမှန်ကန်ရဲ့လားပြန်စစ်ပါကိုစစ်ပါဆရာအောင်နဲ့တခြားပြန်စစ်ပါပြီးလို့ရှိရင်နေထိုင်မှားနေလားကိုကဆေးတော့ပုံမှန်တောက်ပါရက်နဲ့ကော်ဖီရလက်ဖက်ရည်တောက်နေတယ်ပူဆက်တွေစားနေတယ်ဆိုတော့တက်တာမှာပေါ့အဲ့ဒါတွေသတိထားဖို့လိုအပ်တယ်လို့နောက်ထပ်အချက်အနေနဲ့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ကအစာအိမ်ဆိုပြီးတော့အစာယောဂဖြစ်ချင်မှလည်းဖြစ်မှာပေါ့နော်တခြားသောဖြစ်နိုင်ခြေရှိတဲ့ယောဂတွေလည်းရှိတယ်အဲ့တော့တခြားသောယောဂတွေဖြစ်နိုင်ကြတာဘာတွေဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်နော်ဒီတော့အစာအိမ်တစ်ဝိုက်မှာဘာတွေရှိလဲဆိုမိုးချိုရိပ်ရှိတယ်မိုးချိုရိပ်ရောင်တာကြောင့်လည်းဖြစ်နိုင်တယ်လို့တဲကြီးအိမ်နဲ့ပတ်သက်တဲ့ယောဂတွေကြောင့်လည်းဖြစ်နိုင်တယ်အားကြောင့်မလို့ကိုကမတက်တာကိုဖြစ်နေခဲ့မယ်ဆိုရင်ဆေးကိုပဲတောက်မနေပါနဲ့ဆရာနဲ့တခြားပြန်ပြယောဂထပ်ပြီးတော့ရှာဖို့လိုအောင်လုပ်နိုင်ပါတယ်အဲ့တော့မိုးချွေရောင်တာဖြစ်နိုင်တယ်တဲချိန်မှာကြောက်တရားမျိုးတွေလည်းဖြစ်တတ်ပါတယ်ဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်လို့ထင်ပါတယ်ဒီလိုအကျိုးရှိရဆိုလို့ရှိရင်လည်း like and share လုပ်ပေးကြပါဦးတခြားလူတွေသိအောင်ဝင်ပြပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်